ကော်မာလေးကအိမ်မက်ထဲမှာအနိုင်ကျင့်ခံရပြီးနိုးထားလာတဲ့အချိန်မှာတော့ညာမိတ်စာကိုလှန်ကြည့်ပြီးအကဲခံနေပါတယ်။ညာမိတ်စာကလည်းနေမအိတ်ထီဘူးလားမနေ့ပြန်ကြရင်ကျိုင်းပွဲရှိတယ်လीအဲ့တော့လို့ပြောပါလေ။နောက်တနေ့မနက်မှာတော့ဝိစာသခင်ကြီးကနင်းတို့ဒီနီတောနတ်ထဲမှာမိတ်စာကောင်းကိုနင်းတို့အမိတ်နာခံအောင်လုပ်ရမယ်။သူကဘသူကိုနားခံလဲဆိုရင်အဲ့နားခံတဲ့လူကအနိုင်ရမယ်လို့ဆိုပြီးပြိုင်ကွက်ကိုစားတင်လိုက်ပါတယ်။တောနတ်ထဲကိုကြောက်ကြောက်နဲ့သူ့တငယ်ချင်းတွေနဲ့တူဝင်သွားကြပြီးတကယ်တမ်းကခွေးဖြူတေးသေးလေးသားတွေ့ပါတယ်။ကောင်မလေးကခွေးဖြူလေးနိမိဘကိုသွားရှာဆိုပြီးလှုပ်ဖေးလိုက်ပါတယ်။အဲ့ဒါကိုအနောက်ကနတ်သူငယ်မလေးကချောင်းကြည့်နေပါတယ်။တနေရာရောက်မှာတော့ကောင်မလေးကိုလှုပ်ကြံဖို့ဓားများတစ်ချောင်းဝင်လာပါတယ်။တကယ်တမ်းတော့အဲ့ဒီဓားများနတ်သူငယ်အချင်းရွတ်တဲ့ကောင်မလေးဖြစ်နေပါတယ်။သူကကောင်မလေးကိုမနာလိုပြီးတော့အပြတ်ရှင်ဖို့လုံနေပါတယ်။ကောင်မလေးကတောင်းတမတ်နဲ့ပြောဆိုပေမဲ့လည်းနတ်သူငယ်မလေးကမရဘူးနင်းဒီမနေလို့မရဘူးနင်းကိုအပြတ်ရှင်မရမယ်ဆိုပြီးတော့ပြောပါတယ်။ထိုအချိန်မှာပဲမိစ္ဆာတစ်ပါးဟာအစိမ့်ငွေလေးကိုထုတ်လွှတ်လိုက်ပါတယ်။ပြီးတော့တယောက်ပြီးတယောက်ကိုခြုံကိုတိုက်ခိုက်ပါတယ်။ကောင်မလေးလုံးမရမယ်။ဘသူကငါးတာကိုတတ်တာလဲလို့မိစ္ဆာကမေးလိုက်တဲ့အခါမှာတော့နတ်သူငယ်မလေးကဟိုလူကောင်မလေးတတ်တာလို့ဆွဆွဲလိုက်ပါတယ်။ကောင်မလေးကမိစ္ဆာကောင်ကိုနင်သားကိုတတ်တာငါမဟုတ်ဘူးလို့ပြောနေပေမဲ့မိစ္ဆာကောင်ဟာနင်တငယ်ချင်းတွေတော့မှနင်တတ်တာလို့ပြောနေတာကွာလို့ပြောပါတယ်။ထိုအချိန်မှာပဲကောင်မလေးကဒါပေမဲ့မိစ္ဆာက